ခရစ်တော်နာမနဲ့ရောက်စီတိုင်းမင်္ဂလာပါကျွန်တော်တို့ဒီကနေ့ဆင်ခြင်ရမယ့်အကြောင်းအရာကမှားယွင်းသောဩဝါဒကိုကြည်ဆောင်ကြလောဆိုတဲ့အကြောင်းအရာဖြစ်တယ်။ကျမ်းပိုင်းနဲ့ကတော့ရှေမသက်ခရစ်ဝင်အခန်းကြီး16အပိုင်းငယ်9ကနေ12ဖြစ်တယ်။တပည့်တော်တို့ဒီကံတစ်ဖက်သို့သွားကြတော့အခါမုတ်ကိုယူခြင်းကမေးလို့ကြ၏။ယေရှုကလည်းဖာရိရှဲနှင့်ဇဒုကဲတို့၏တစေကိုတတိနှင့်ကြည်ဆောင်ကြဟုမိန့်တော်မူ၏။တပည့်တော်တို့ကလည်းငါတို့၌မုံမပါသောကြောင့်ဤစကားကိုမိန့်တော်မူသည်ဟုအချင်းချင်းဆွေးနွေးပြောဆိုကြ၏။ယေရှုသည်တည်တော်မူလေယုံကြည်အားနှင့်သောသူတို့တင်တုံ၌မုံမပါတီကိုထောက်၍အဘေကြောင့်အချင်းချင်းဆွေးနွေးပြောဆိုကြသည်။မုံငါးလုံးကိုလူ9000စား၍စကြွင်းဘဏ္ဍတောင်းကောက်သိမ်းသည်ကို၎င်းမုတ်9လုံးကိုလူ4000စား၍စကြွင်းဘဏ္ဍတောင်းကောက်သိမ်းသည်ကို၎င်းတင်တုတ်သည်နှလုံးမသွေးမအောင်မေပဲနေကြသေးသလောဖာရိရှဲနှင့်ဇဒုကဲတို့၏တစေကိုကြည်ရှောင်ကြဟုသောစကားကိုငါပြောသည်တွင်မုတ်ကိုအမှန်ပြု၍ငါမပြောသည်ကိုတင်တို့သည်နားမလဲပဲအဘေတို့နေကြသည်ဟုမိန့်တော်မူ၏ထိုအခါတပည့်တော်တို့သည်မုတ်၏တစေကိုကြည်ရှောင်ကြဟုမိန့်တော်မူဖာရိရှဲနှင့်ဇဒုကဲတို့၏ဩဝါဒကိုကြည်ရှောင်ကြဟုမိန့်တော်မူသည်ကိုနားလည်ကြသည်အာမင်ကျွန်တော်ဒီကျမ်းပိုက်ကိုကြည်တဲ့အခါမှာကျွန်တော်ဒီကျမ်းချက်ကိုကြည်တဲ့အခါမှာအထူးသဖြင့်ဒီကြောင်းရာကဒီသခင်ခရစ်တော်နဲ့သူတပည့်တော်တို့ကဒီခရီးသွားတဲ့အခါမှာသူတို့သွားတဲ့အခါမှာကမ်းတစ်ဖက်ကိုသွားတဲ့အခါမှာသူတပည့်တော်တွေကမုတ်ကိုယူဖို့မေးသွားကြတာဖြစ်တယ်။မုတ်ကိုယူဖို့မေးသွားကြတဲ့အခါမှာသခင်ခရစ်တော်ကသူတို့ကိုဖာရိရှဲနဲ့ဇဒုကဲတွေရဲ့တစေကိုကြည်ရှောင်ဖို့ရတဲ့သူကမိန့်တော်မူတဲ့အခါမှာသူတို့ထင်တာကဒီမုတ်နဲ့ပတ်သက်ပြီးတော့မှသူတို့ကမုတ်ကိုယူဖို့မေးသွားတဲ့အတွက်သခင်ခရစ်တော်ကဒီလိုပြောတယ်။ငါတို့ကိုဒီမုတ်ယူဖို့မေးသွားတဲ့ကြောင့်ငါတို့ကိုဒီလိုပြောတဲ့ဆုံးမတွေပဲထင်ကြတာ။ဒါပေမဲ့သခင်ခရစ်တော်ကသူတို့ကိုခန္ဓာအစာခန္ဓာအာဟာရနဲ့ပတ်သက်တဲ့အရာကိုပြောနေတာမဟုတ်ဘဲနဲ့ဝိညာဉ်ရေးရာမှာတတိထားဖို့ရတဲ့သူတို့ကိုမိန့်တော်မူနေတာဖြစ်တယ်။ခန္ဓာထက်အရေးကြီးတဲ့ဝိညာဉ်ရေးရာမှာတတိထားဖို့ရအတွက်မိန့်တော်မူနေတာဖြစ်တယ်။ထိုနည်း၎င်းပဲကျွန်တော်တို့အတွက်အင်မတန်မှရေးကြီးတာကကျွန်တော်တို့ကဒီတပည့်တော်တွေလိုပဲတပည့်တော်တွေကသခင်ခရစ်တော်ကမုံ9လုံးနဲ့လူ9000မုံ9လုံးနဲ့လူ4000ကိုကျွေးမွေးခဲ့တာသူတို့ရှေ့မှာတင်သူတို့တက်တည်ရှိတယ်သူတို့ကိုယ်တိုင်ပြီးမုံတွေဝေပေးပြီးတော့မှကျွေးမွေးခဲ့တာတောင်မှသူတို့ကမေးအဲ့ဒီအကြောင်းအရာကိုမေးလို့ပြီးတော့မှအဲ့ဒီခဏတာအတွက်မှသူတို့ကစိုးရင်ကြတယ်မုံမပါတဲ့အတွက်ကြောင့်ပဲသူတို့ကတိုင်ပြီးဆွေးနွေးပြီးတော့မှစိုးရင်နေကြတာဆိုတော့ကျွန်တော်တို့တွေ့ရတာဖြစ်တယ်ထိုနည်း၎င်းပဲကျွန်တော်တို့အသက်တာထဲမှာလဲသခင်ခရစ်တော်ပြုတဲ့အမှုတွေဘုရားသခင်ကျွန်တော်အသက်တာမှာပြုတဲ့အမှုတွေကိုကျွန်တော်တို့ကမေ့လို့တဲ့အခါမှာကျွန်တော်တို့ရဲ့ဘာမှမဟုတ်တဲ့စိုးရင်စရာအနေငယ်ပေါ်လာတဲ့အခါမှာကျွန်တော်တို့တခုခုကြုံလာတဲ့အခါမှာခက်ခဲကြုံတဲ့အခါမှာကျွန်တော်တို့ကအမြဲတမ်းစိုးရင်တက်ကြတာဖြစ်တယ်။ဒါပေမဲ့အဲ့လိုစိုးရင်တက်တဲ့အခါမှာကျွန်တော်တို့ကဝိညာဉ်ရေးရာနဲ့ပတ်သက်တဲ့အကြောင်းအရာဝိညာဉ်ရေးရာနဲ့ကြီးထွားဖို့ရတဲ့တားဆီးလာတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ကအဲ့ဒီစိုးရင်ကြီးနဲ့လွှမ်းမိုးတဲ့အခါမှာတတိမထားမိတော့ဘူးဝိညာဉ်ရေးရာမှာမျက်စိကွယ်တက်တာဖြစ်တယ်။အဲ့ဒီအချိန်မှာခင်ခရစ်တော်ကဖာရိရှဲတွေနဲ့ဇာဒုကီတွေရဲ့သူတို့ရဲ့ဒီဩဝါဒကိုသူကရှောင်ကြဉ်ဖို့ရတဲ့တတိပေးတာဖြစ်တယ်သူတို့ရဲ့တစေးဆိုတာကဒီတစေးဆိုတာကကျွန်တော်တို့မုတ်ဖုတ်တဲ့နေရာမှာအသုံးပြုတဲ့အရာဖြစ်တယ်အဲ့ဒီမုတ်ဖုတ်တဲ့နေရာမှာတစေးကိုထည့်တဲ့အခါမှာမုတ်ကအနှဲငယ်ဆိုမှတစေးကိုအနှဲငယ်ထည့်လိုက်ရင်တော့မုတ်ကဖောင်းကြွလာမှာဖြစ်တယ်ထိုနည်း၎င်းပဲကျွန်တော်တို့ရဲ့နေ့စဉ်အသက်တာယခုခေတ်မှာဆိုပို့ပြီးတော့အများဆုံးကပါလဲဆိုတော့မှားယွင်းသောဩဝါဒတွေအင်မတန်မှများပါတယ်ကျွန်တော်တို့ရဲ့အသိတော်ထဲမှာမှားယွင်းသောဩဝါဒဝင်လိုက်တာနဲ့အဲ့ဒီမှားယွင်းသောဩဝါဒကတစေကေတုံပဲဖောင်းပွားသွားမှာဖြစ်တယ်။အင်မတန်မှအန္တရာယ်များတဲ့အရာဖြစ်တယ်။အဲ့ဒီဝိညာဉ်ရေးရနဲ့ဆိုင်တဲ့အရာကိုသခင်ခရစ်တော်ကပြောနေတဲ့အခါမှာသူ့ရဲ့တပည့်တော်တွေကဘာလဲဆိုတော့သူတို့ကဇာတိနဲ့ဆိုင်တဲ့အရာဒီခန္ဓာနဲ့ဆိုင်တဲ့အရာခန္ဓာအာဟာရနဲ့ဆိုင်တဲ့အရာလောကနဲ့ဆိုင်တဲ့အရာတို့သူတို့ကစိုးရိမ်နေတဲ့အခါမှာဝိညာဉ်ရေးရနဲ့ပတ်သက်တဲ့အရာနဲ့ပတ်သက်ပြီးတော့မှသူတို့ကမျက်စိကွယ်သွားတာဖြစ်တယ်။ဒါပေမဲ့သခင်ခရစ်တော်ကသူတို့ကိုပြန်ရှင်းပြမှပဲသူတို့ကသဘောပေါက်တာဖြစ်တယ်။အဲကြောင့်ထိုနည်း၎င်းပဲကျွန်တော်တို့ရဲ့နေ့စဉ်အသက်တာထဲမှာသခင်ခရစ်တော်ကိုယ်တိုင်ကသူ့ရဲ့တပည့်တော်တွေကိုတတိပေးတဲ့ကဲ့သို့ကျွန်တော်တို့ရဲ့အသက်တာထဲမှာလည်းနေ့ရက်စဉ်တိုင်းမှာနှုတ်ကပတ်တော်အဖြစ်ကျွန်တော်တို့ကမှားယွင်းသောဩဝါဒတွေကိုကြည်ဆောင်ဖို့ရတဲ့အင်မတန်မှရေးကြီးတာဖြစ်တယ်။နေ့ရက်စဉ်တိုင်းမှာကျွန်တော်တို့ဒီအခုခေတ်ဆိုရင် online ကနေတရားဟောချက်တဲ့အင်မတန်မှများပြားတာဖြစ်တယ်။တရားဟောချက်တိုင်းကိုနားထောင်ပြီးတော့မှကျွန်တော်တို့ကနှုတ်ကပတ်တော်နဲ့အငြင်းတိုင်းတိုင်ရမှာဖြစ်တယ်။နှုတ်ကပတ်တော်ကနေထွက်နေတဲ့အရာတွေနှုတ်ကပတ်တော်ကိုကြုံလွန်ပြီးတော့မှပြောနေတဲ့အရာတွေသခင်ခရစ်တော်ကိုဘုံမထင်ရှားဘဲနဲ့ကိုယ့်ရဲ့ဘုံကိုထင်ရှားစေတဲ့အရာတွေဤအရာတွေအလုံးကမှားယွင်းသောဩဝါဒပဲဖြစ်ပါတယ်။အဲဒါကြောင့်ကျွန်တော်တို့ကနှုတ်ကပတ်တော်နဲ့ပဲတိုင်းတာပြီးတော့မှနေ့ရက်စဉ်တိုင်းမှာကျွန်တော်တို့ဝိညာဉ်ရေးရာမှာကျွန်တော်တို့ကာကွယ်တက်ဖို့အတွက်အင်မတန်မှရေးကြီးပါတယ်။သခင်ခရစ်တော်ကသူတို့ကိုပြောတယ်မဟုတ်အတွက်မစိုးရင်နဲ့ထိုနည်း၎င်းပဲကျွန်တော်တို့ကိုပြောတယ်တည့်ရဲ့နေ့ရက်စဉ်တိုင်းအတွက်မှာမစိုးရင်ပါနဲ့သူကမုံ9လုံးနဲ့လူ9000မုံ9လုံးနဲ့လူ4000
ကျွေးမွေးခဲ့တဲ့တက်တည်တွေရှိတဲ့အားကြောင့်မိတ်ဆွေနေရစဉ်တိုင်းမှာဘုရားသခင်တင့်အပေါ်မှာပြုတဲ့ကောင်းကြီးတွေကိုပြည့်လေအမှတ်ရခြင်းအပြင်သခင်ခရစ်တော်ဘုရားသခင်ရဲ့တင့်အပေါ်မှာပြုမဲ့ကောင်းကြီးတွေကိုတန်တရားမရှိပါနဲ့ပို့ပြီးတော့မှအရေးကြီးတာကတင်းရဲ့ဝိညာဉ်ရေးရမှာသခင်ခရစ်တော်ကဒီမှားယွင်းသောဩဝါဒကိုကြီးရှောင်ခိုင်းတဲ့ကဲတော့ကျွန်တော်တို့နေ့စဉ်တဲ့အသက်တာထဲမှာကျွန်တော်တို့ရဲ့အသိတော်တွေထဲမှာမှားယွင်းသောဩဝါဒကိုတတိပြုဆင်ခြင်ကြီးရှောင်တောက်ကြပါစေလို့ခေါ်အားပေးဝေငှချင်တာဖြစ်ပါတယ်။ကျန်တဲ့သူရောက်စီတိုင်းပဲဖျက်ရှင်ကောက်ကြည့်ပေးပါစေ။